တခါတော့ငင်းချမ်းတဲ့ရွာငယ်တရွာမှာချက်ပြုတ်ရတာကိုပုံနစ်တက်တဲ့ယုံတကောင်ရှိခဲ့တယ်မိဘူးကောင်ထဲမှာအရသာရှိတဲ့အစားအစာချက်ပြုတ်နည်းတွေကိုတင်ယူရင်းသူ့ရဲ့နေ့ရက်တွေကိုကုံဆုံးစေခဲ့တယ်သူဟာမနက်တိုင်းစောစောထားပြီးလက်ဆက်တဲ့ဟင်းတီဟင်းရက်တွေကိုဆေးကြောမုံလာဥနီတွေကိုဂယုတစိုက်လီးပြီးချက်ပြုတ်နည်းအသစ်တွေကိုလေ့ကျင့်ခဲ့တယ်သူ့ရဲ့အိမ်မက်ကရိုးရှင်းပေမဲ့ကြီးကျယ်ခမ်းနားတနေ့မှာတော့စိတ်လှုပ်ရှားစရာကောင်းတဲ့သတင်းကတနိုင်ငံလုံးကိုပြန့်နှံ့သွားမြို့မှာကြီးကျယ်ခမ်းနားတဲ့အစားအစာပြိုင်ပွဲတစ်ခုကျင်းပတော့မှာပါယုံဟောင်စိတ်လှုပ်ရှားနေပေမဲ့စိတ်ပိုက်ဖြတ်တာဒါကကျွန်တော်အခွင့်အရေးပဲလို့သူပြောတယ်သူ့ရဲ့အဖြူရောင်စားဖို့မူဝစ်ဆုံနဲ့မြင့်မားတဲ့စားဖို့မူဥထုတ်ကိုဝစ်စင်ပြီးသူ့ရဲ့ချက်ပြုတ်ပစ္စည်းတွေကိုထုတ်ပေါင်းပြီးပြိုင်ပွဲခါမှာကိုခရီးထွက်ခဲ့တယ်နေရာကကြီးမားပြီးနမဲကြီးစားဖို့မူတွေနဲ့ပြည့်နှက်နေတယ်စူညံတန်တွေမီးဘိုးကမီးရောင်နဲ့နိုင်ရတစ်ချက်တန်တွေကသူ့နှလုံးကိုမြန်စေခဲ့တယ်။ပြိုင်ပွဲစတင်တဲ့အခါယုံဟာအသက်ကိုပြင်းပြင်းရှူပြီးအာယုံစိုက်လိုက်တယ်။တယောက်တည်းလေ့ကျင့်ခဲ့တဲ့နေ့ရဲ့အားလုံးကိုတတိယပြီးဂယုတစိုက်နဲ့မေတ္တာနဲ့ချက်ပြုတ်ခဲ့တယ်။သူဟာသူ့ရဲ့အထူးဟင်းလျာဖြစ်တဲ့လှပစွာချက်ပြုတ်ထားတဲ့မုံလာဥဟင်းလျာကိုပြင်ဆင်ခဲ့ပြီးအရအတာနဲ့နှွေးထွေမှုအပြည့်ရှိပါတိုင်လူကြီးတွေကအစားအစာကိုမြင်းဆန်းကြည့်ကြတယ်။သူတို့ရဲ့မျက်လုံးတွေပြူးကျွယ်ပါကြတယ်သူတို့ပြုံးပြီးခေါင်းညုံကြတယ်မကြခင်မှာပဲအနိုင်ရရှိသူကိုကြီးညာခဲ့တယ်ယုံစားဖို့မူကပြိုင်ပွဲမှာအနိုင်ရရှိခဲ့တယ်ရွှေဖလားကိုမြောက်ကောင်မြောက်ထန်ကြီးမှာပရိသတ်ကဝမ်းတာအော်ဝဲကြတယ်မျက်လုံးတွေကသူ့မျက်လုံးတွေမှာပြည့်နှက်နေတယ်အနိုင်ရရှိလို့မဟုတ်ဘူးသူ့အိမ်မက်ကိုအောင်ငယ်လို့ပါပဲ